သားတို့ဟာမုန်းလို့ခေါ်တဲ့လကဘာဘုံကိုခြေချနေကြတာဘယ်နှယောက်ရှိပြီလို့တင်ထင်ပါတယ်လေအဖြေက12ယောက်ရှိပါပြီဒါပေမဲ့ကပတ်အနက်ဆုံးနေရဖြစ်တဲ့မာရီယာနာထရက်ရဲ့အော့ချီချန်ပီယံကိုယ်တိုင်ဆင်းပြီးထိတွေ့ဖူးခဲ့တဲ့သူကတော့ကပတ်တမိုင်းမှာ3ယောက်လောက်ပဲရှိပါတယ်ကပတ်အပြင်ဘက်ကအာဂါရတဲ့တွားရတာဟာကိုကပတ်မြေတွေကပင်လယ်အောက်ကိုဆင်းရတာထက်ပိုလွယ်နေလို့လားဒါမှမဟုတ်ဒီရေအောက်ကဘာမှာလူသားတွေမတိတဲ့အရာတခုခုရှိနေလို့လား1960ခုနှစ်တုန်းကပထမဆုံး6နှစ်ကြီးဆင်းသက်ခဲ့တဲ့လူမျိုးယောက်ကဘာလို့တွေ့ကြုံခဲ့ရတာလဲ1960ခုနှစ်ဇန်နဝါရီလဆွစ်ဇာလန်စာတိဖွားဖြစ်တဲ့ဂျက်ဘက်ကနဲ့အမေရိကန်ရေတပ်ဗိုလ်တယောက်ဖြစ်ခဲ့တဲ့တွန်ဝဲတို့ဟာကမ္ဘာတမန်ကိုပြောင်းလဲဖို့စွန့်စားခံဖွင့်ခဲ့ကြပါတယ်သူတို့စီးတော့တဲ့ 3S ယဉ်ကြီးဟာတကယ်တမ်းတော့ submarine လို့ခေါ်တဲ့ရေငုပ်တင်ဘော်တစ်ခုမဟုတ်ခဲ့ပါဘူး underwater balloon လို့ခေါ်တဲ့ရေအောက်မိုးပြန့်ဘူပေါင်းကြီးတစ်ခုပါသူရဲ့အပေါ်ပိုင်းတိတ်ကြီးအကြီးကြီးထဲမှာလေတွေကိုထည့်မထားပါဘူးကက်ဆိုလိုင်းလို့ခေါ်တဲ့တက်စီကရန်ပေါင်း2200ကျော်ထည့်ထားခဲ့တာပါဘာလို့တက်စီတွေကိုထည့်ထားရတာလဲတကယ်တော့တက်စီကရေထက်ပိုပြီးတော့ပေါ့ပါပါတယ်ပြီးတော့ရေဖိအားတန့်ကိုလည်းခံနိုင်ရရှိပါတယ်လူနှစ်ယောက်နေရမယ့်အခန်းကတော့အောက်ဆုံးက Steel Sphere လို့ခေါ်တဲ့တန်လုံးကြီးပါ။နေရန်အထူကတော့9လက်မှရှိပြီးအဲ့ဒီတန်လုံးလေးကလွယ်ရင်ကျန်တဲ့အစိပ်ပိန်အားလုံးဟာရေဖိအားတန့်ကြောင့်ဒီမွတ်တယ်ပါတယ်။သူတို့နှစ်ယောက်စတင်ဆင်းသက်ပါပြီ။ရေအနက်ပေ3000 9 ကီလိုမီတာကိုအရောက်မှာတော့သူတို့ရဲ့အိမ်မက်ဆိုစတင်ပါတော့တယ်။ရုတ်တရက်ဆိုသလိုဒိုင်းဆိုတဲ့အတန်ကြီးပေါ်လာပါတယ်။တင်ဘောတစ်ခုလုံးတုံခါသွားတယ်။တေချာကြည့်လိုက်တော့အပြင်ကိုကြည့်ဖို့တက်ဆင်ထားတဲ့တစ်ခုထဲတော့မှန်ပတင်းပေါက်မှာအဲ့ရကြီးတစ်ခုထင်သွားပါတယ်။စဉ်းစားကြည့်လိုက်ပါဗျာ။အပြင်ဘက်မှာရေဖိအားကတလက်မပတ်လေကိုချစ်တန်နှုံးလောက်ရှိနေတာပါ။စင်အကောင်ကြီးတစ်ကောင်ကခမားရဲ့လက်မပေါ်ကိုတက်ဖိထားတယ်လို့မျိုးဖိအားကတက်ရောက်နေတာပါ။အဲ့ဒီဖိအားကကွဲအပ်နေတဲ့မှန်ကိုဖောက်ဝင်လိုက်တာလေသူတို့နှစ်ယောက်လုံးဟာမျက်စိတစ်ဖက်ကတူးမှတယ်အကြီးပြောသွားမှာပါဒါပေမဲ့သူတို့နှစ်ယောက်ကတော့ဂုံဘုတ်ကိုပြန်ပြီးတော့မလှဲခဲ့ပါဘူးအဆုံးထိရောက်အောင်ဆင်းသက်ခဲ့ကြပါတယ်မာရီယာနာထရက်ရဲ့အော့ချီကိုရောက်တဲ့အခါမှာသူတို့ဘာတွေတွေ့ခဲ့ရတာလဲနေအောင်ချီအလင်းလုံးဝမရတဲ့နေရာအပူချိန်ကရေခဲမှန်နီးပါးရှိပြီးတော့ဖိအားကလည်းတန်ချိန်ပေါင်းများစွာအောက်မှာအသက်ရှင်ပုံဖြစ်နိုင်ဘူးလို့ထင်ထားတဲ့နေရာမှာ flat fit လို့ခေါ်တဲ့ငါးပြားပုံစံတက်ချီတစ်ခုဖြတ်ကူးသွားတာကိုမြင်လိုက်ရပါတယ်ဒါကသိပ္ပံပညာရှင်တွေကိုအံ့အားသင့်စေခဲ့ပါတယ်ဒါပေမဲ့သူတို့ပြန်တက်လာပြီးတဲ့နောက်မှာတော့နှစ်ပေါင်း50ကြာတဲ့အထိဒီမာရီယာနာထရက်ကြီးရဲ့အော့ရှီကိုဘယ်သူမှထပ်မဆင်းရဲကြတော့ပါဘူးဘာကြောင့်လဲသူတို့ဘာကိုကြောက်နေကြတာလဲ2012ခုနှစ်ရောက်မှာတော့တိုက်တန်းနဲ့ရုပ်ရှင်ဒါရိုက်တာဂျိန်ကင်မရွန်ကတော့တာရီယာမြောက်လူသားအဖြစ်တကူတော့ဆင်းသက်ခဲ့ပါတယ်သူဆင်းသက်ခဲ့တဲ့ရင်နာမည်ကတော့ Deep Sea Challenger လို့အမည်ပေးထားပါတယ်ဂျိန်ကင်မရွန်တယောက်ဂုံဘောကိုပြန်တက်လာပြီးပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်ကျွန်တော်မြင်ခဲ့ရတာကတခြားကြို့တစ်ခုကိုရောက်သွားတယ်လို့ပါပဲအဲ့ဒီနေရာကလုံးဝကိုတက်ဆိုလိုက်ဖြစ်လွန်ပါတယ်တဲ့တက်ဆိုလိုက်ဆိုတာကတော့ shock ကပ်ပြီးတော့ထီးကျန့်ဆန်လွန်တဲ့နေရာလို့ပြောတာပါသူပြောတယ်လို့ပါပဲကဘာပေါ်ကလူသားအားလုံးနဲ့အဝေးဆုံးအမှောင်ဆုံးနဲ့အနက်ဆုံးနေရာမှာတယောက်တည်းရှိနေရရှင်ကဘလူးတွေတရေတွေဘေးမှာရှိနေတာထက်ပိုပြီးတော့ကြောက်စရာကောင်းနေနိုင်ပါတယ်မိတ်ဆွေတော့ရောတကယ်လို့ခမားကိုအခွင့်အရေးပေးခဲ့မယ်ဆိုရင်အဲ့ဒီကွဲအဲ့လူကြီးပါမှန်ပတင်းပေါက်ရှိတဲ့ရင်ကြီးနဲ့မာရီယာနာ6နဲ့ကြီးတဲ့ကိုဆင်းရဲပါသလားကွန်မန့်မှာရေးခဲ့ပေးပါအောင် See you in the next video